အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီကတ်လေး3ကတ်ချောင်း okay ဗီဒီယိုလေးထားရိုက်ဖြစ်တာပေါ့နော်မောင်မဲညာပဲဆိုတော့ okay yeah that's better ဆိုတော့ဒီကတ်လေး3ကတ်ချောင်း okay ဗီဒီယိုလေးထားရိုက်ဖြစ်တာဖြစ်တယ်ပထမဆုံးအနေနဲ့ဒီလပိုင်းတော့မဟုတ်ပင်မဲ့ဒီဗီဒီယိုကြည့်ပြီးတဲ့အချိန်ပေါ့နော်ဒီဗီဒီယိုက Thailand ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ချိန်ကြည့်ဒီဗီဒီယိုကြည့်ပြီးတဲ့အချိန်နောက်ပိုင်းတွင်မှာကိုယ့်အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ intuition ကပို့ပြီးတော့ကောင်းလာတာကိုယ့်အနေနဲ့ပို့ပြီး glow up ကြီးဖြစ်လာတာမျိုးတွေရှိနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကိုယ့်အနေနဲ့ပို့ပြီးတော့ဆွဲဆောင်မှုရှိလာတာ confident တွေရှိလာတာမျိုးတွေရှိရဆိုတာမျိုးကိုတွေ့ထားတယ်နောက်တစ်ခုကကျတော့ဒီကတ်တီမှာပေါ့နော်ဘာလေးကိုတွေ့ရလဲဆိုလို့ရှိရင် intuitionပို့ပြီးတော့အားကောင်းလာတာကိုယ့်ရဲ့ intuition ကပြောတဲ့စကားတွေကမှန်လာတာပေါ့နော်မှန်လာရဲဆိုတာကကိုယ့်အနေနဲ့စိတ်ထင်နေရမျိုးပေါ့နော်ဒီလူကတော့ဘယ်လိုလဲမသိဘူးအဲ့လိုမျိုးစိတ်ထင်နေရဲဆိုတော့အဲ့ဒါကအမှန်တကယ်ဖြစ်လာတာမျိုးအဲ့ဒါမျိုးရှိရဲနောက်တစ်ခုကကျတော့ခုနကခေပြောသလိုပို့ပြီးတော့ဆွဲဆောင်မှုရှိလာတာပို့ပြီးတော့ confidence ရှိလာတာပို့ပြီးတော့ပေါ့နော်သူများတွေအမြင်မှာပို့ပြီးတော့တောက်ပလာတာမျိုးတွေရှိနိုင်တယ်ဆိုတာမျိုးတွေ့ထားတယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့စိတ်သက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပို့ပြီး strong ဖြစ်လာတာphysical လို့လည်းပြောလို့ရတယ်စိတ်ပိုင်းဆိုင်ရာလို့လည်းပြောလို့ရတယ်ပေါ့နော်နှစ်ခုလုံးမှာပို့ပြီး strong ဖြစ်လာရဲဆိုတဲ့ပုံစံမျိုးကိုတွေ့ထားတယ်ပေါ့နော်ခုအချိန်မှာမပြီးဆုံးသေးတဲ့အရာတွေပေါ့နော်မပြီးဆုံးသေးတဲ့အရာတွေပြီးဆုံးသွားဖို့ရှိတယ်တချို့တွေကြတော့အတစ်တစ်ခုခုစတင်မှုပေါ့နော်စတင်မှုလုပ်နေတာမျိုးတွေရှိရဲဆိုလို့ရှိရင်အဲ့ဒီຢာတွေကစတင်မှုကောင်းတဲ့အချိန်မျိုးလေးဖြစ်တယ်ပေါ့နော်ကိုယ်အနေနဲ့ဒီဗီဒီယိုတွေ့ပြီးတော့ပေါ့နော်တခုခုစတင်ကျင်တယ်ဆိုလို့ရှိရင်စတင်လိုက်တာကကောင်းတဲ့အခြေအနေလေးဖြစ်တယ်ဆိုတာမျိုးတွေ့ထားတယ်တချို့တွေကြတော့လေအလောက်ကိုင်းနေမှာရာတူးတိုးတာလာစာတိုးတာအဲ့လိုမျိုးလေးရှိလာနိုင်တယ်အလောက်တက်တည်ရတာမျိုးပေါ့နော်အလောက်တည်ရတာမျိုးexam တွေဖြေကြတာဘာညာဆိုလို့ရှိရင် exam တွေအောင်တာမျိုးအဲ့ဒါမျိုးလေးရှိနိုင်တယ်ဆိုတာမျိုးတွေ့ထားရပေါ့နော်ဆိုတော့နည်းလေးဆက်ပြောကြည့်ကြမယ်တချို့တွေဆိုလို့ရှိရင်လေကန်ဆာမိုက်တွေဘာတွေပေါက်တာမျိုးရှိလာနိုင်တယ်ပေါ့နော်ကန်ကြမာအလဲ့ပြောင်းနေကြုံရနိုင်ချေရှိတယ်ဒီမှာဆိုလို့ရှိရင် major cut တွေတော်တော်များရပေါ့နော်ခုနကကြားရင်ကတ်မှာလဲ major cut တွေပါတယ်ဒီမှာလဲ major cut တွေပါတယ်ပေါ့နော်ဆိုတော့ဒီအခြေအနေကပေါ့နော်ကောင်းတဲ့အခြေအနေလေးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကိုယ့်စီကိုကောင်းခြင်းတွေရောက်လာတာမျိုးပေါ့နော်ကန်ကြမာလက်အပြောင်းတစ်ခုကိုကြုံရတာပြောလို့ဆိုလို့ရှိရင်ကွာကြကန်ဆာမဲတွေပေါက်တာဝေးစိနဲ့ပတ်သက်ပြီးတော့ပေါ့နော်အပေါ်ပို့ပြီးတော့ရောက်လာရဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်နောက်တစ်ခုကကြတော့လေကိုယ့်အနေနဲ့ manifest လုပ်ထားတဲ့အရာတွေပေါ့နော် manifest လုပ်ထားတဲ့အရာတွေတကယ်ဖြစ်မြောက်လာတာမျိုးတွေကိုတွေ့ရတယ်ကိုယ့်အနေနဲ့စိတ်ကူးထားတဲ့အရာတွေတကယ်ဖြစ်မြောက်လာတော့မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်အချိန်နည်းနည်းလေးပဲလိုတော့ရဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ yes ဆိုတော့ကောင်းတဲ့အချိန်ခါလေးဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကန်ကြမာလက်အပြောင်းတစ်ခုခုပေါ့နော်ကိုကအခုစင်မပြေနေတဲ့လူဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလာနိုင်တာမျိုးပေါ့နော်အဲ့ဒါမျိုးတွေ့ရတယ်တချို့ဆိုလို့ရှိရင်စာရီရောက်လာတာမျိုး scholar ဖြေထားတာအလုပ်ခွင်အလုပ်တွေ interview လျှောက်ထားတာဆိုလို့ရှိရင် interview အောင်တဲ့အကြောင်းအဲ့လိုမျိုးတွေပေါ့နော်ရောက်လာတာမျိုးတွေတွေ့ရတယ်ဒါပေမဲ့ဒီဟာလေးကတတိပေးတာလို့ထင်တယ်ပေါ့နော်ဘာလေးလဲဆိုလို့ရှိရင်တကူကောင်းဆန်တာတွေရှော့ရမယ်ဆိုတာမျိုးပေါ့နော်ကိုယ့်စီကိုကန်ကောင်းခြင်းတွေရောက်လာတာနဲ့အများလှည့်ပြားမှုတွေလည်းရောက်လာနိုင်တာမျိုးတွေရှိရဲအဲ့ဒါမျိုးကိုလည်းတတိထားရမယ်ဆိုတာမျိုးပေါ့နော်ကိုယ့်စီကိုလှည့်ပြားမှုတွေဝင်လာတာလှည့်ပြားတတ်တဲ့လူတွေဝင်လာတာမျိုးတွေရှိတယ်ဆိုတာမျိုးကိုလည်းတွေ့ထားရပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့တကယ်ကောင်းတဲ့လူလေးဝင်လာနိုင်ချေရှိတယ်လို့ခုနကပြောတော့လက်ပြားတက်တဲ့လူတွေလည်းဝင်လာနိုင်ချေရှိတယ်ပေါ့နော်အဲ့ဒါလေးကိုတော့နည်းနည်းတတိထားရမယ်ဆိုတဲ့ပုံစံမျိုးတွေ့ထားရပေါ့နော်ဆိုတော့စိတ်ကူးစိတ်ကံတက်တွေပေါ်လာနိုင်ခြင်းရှိတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေကြောင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေဘာနဲ့ပတ်သက်ပြီးတော့ဖြစ်စေပေါ့နော်စိတ်ကူးစိတ်ကံတက်တွေသတင်းချက်လက်တွေရလာဖို့ရှိတယ်သတင်းချက်လက်တွေဆိုတာအဲ့ခုနကပြောသလိုကိုယ့်စီကိုစာတွေရောက်တာ message တွေရောက်တာ email တွေဝင်တာအဲ့လိုမျိုးတွေရှိလာနိုင်ခြင်းရှိတယ်ပေါ့နော်ကိုယ့်ကိုပို့ပြီးတော့ glow up ဖြစ်စေမဲ့အရာတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လုပ်ဖြစ်လိမ့်မယ်ဆိုတာမျိုးတွေ့ထားရပေါ့နော်ဆိုတော့အခုလက်ရှိမှာမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်လည်းပို့ပြီးလုပ်
ဖြစ်အောင်ကိုတွန်းအားပေးဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကိုအနေနဲ့သူများရဲ့အမြင်မှာဆွဲဆောင်မှုပိုရှိလာတာပို့ပြီးတော့လှပလာတာမျိုးတွေရှိတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီး single စီဆိုလို့ရှိရင်လူတစ်တယောက်ဒီ online ပေါ်အဝင်လာတာမျိုးတွေရှိမယ်ပေါ့နော်ဒါပေမဲ့တတိထားပါလူအစ်တယောက်ကောင်းတဲ့လူတယောက်ပါမယ်ဆိုလို့ရှိရင်ကျန်တဲ့လူတွေကလက်ပြတက်တဲ့လူတွေဖြစ်နေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးရှိရဲဆိုတာမျိုးတတိထားပေါ့နော်ဆိုတော့ကိုအနေနဲ့ပေါ့နော်ပိတ်လောင်ထားတာပေါ့နော်ကိုယ့်ရဲ့စိတ်ကိုပိတ်လောင်ထားတာအခုလက်ရှိမှာကိုယ့်ရဲ့စိတ်တွေကိုပိတ်လောင်ထားတာကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲ trauma တွေကိုကိုအနေနဲ့မလွတ်ချနိုင်တာရှိလို့ရှိရင်ပို့ပြီးတန်မာလာအောင်ပေါ့နော်ခုနကခေရှိမှာပြောတဲ့လိုမျိုးပဲပေါ့နော်ပို့ပြီးတော့တန်မာလာအောင်ပို့ပြီးတော့စိတ်ခွန်အားတွေပို့ပြီးတော့ရှိလာအောင်ပို့ပြီးတော့လုပ်ရမယ်ဆိုတာမျိုးတွေ့ထားတယ်ဆိုတော့ပြပပပို့ပြီးတော့နေပေးတာမျိုးပေါ့နော်ပို့ပြပနေပေးတာမျိုးကိုအဓိကထားပြောထားဖြစ်တယ်ဒီဘက်နှစ်ပိုင်းခွဲထားတာပေါ့နော်နှစ်ပိုင်းခွဲတာတော့အခြေအနေပတ်သက်ပြီးလို့ရှိရင်ဒီထဲမှာ trauma ရှိနေတဲ့လူတွေလုံးဝအချစ်ကိုလက်မခံတော့ဘူးဆိုပြီးတော့စိတ်ကူးထားတဲ့လူတွေဆိုလို့ရှိရင်တော့အဓိကထားပြောချင်တာကတော့ဒီတိုင်းလေးပဲနေမလားဒါမှမဟုတ်ရှင်တေးချာတော့ကြည့်ဖို့လိုတယ်ဆိုတာမျိုးပေါ့နော်တေးချာကြည့်ဖို့လိုရဆိုတော့ခုနကပြောတော့လက်ပြားတက်တဲ့လူတွေပါလာတတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုကလုံးဝတကားကိုလုံးဝတော့ခတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့စိတ်ထွန်မှာရသွားတာမျိုးတွေရှိတတ်တယ်အဲ့တော့ကြောင့်မလို့လူရောက်လာလို့ရှိရင်လည်းတေးချာကြည့်ပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့လက်မခံခင်ပေါ့နော်တချို့တွေကြာရောက်လာပြီးသားဖြစ်နေလိမ့်မယ်ရောက်လာပြီးသားအောင်မှလက်မခံဖို့ရေးကြည့်ရဆိုတာမျိုးပေါ့နော်โอเคဆိုတော့နောက်ဆုံးကကဲနောက်ဆုံးကအလဲမှာထားလိုက်မယ်ပေါ့နော်ဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေး stable ဖြစ်မယ်ဆိုတာမျိုးတွေ့ထားတယ်တော်တော်လေးကောင်းမွန်လာလိမ့်မယ်ဆိုတဲ့အခြေအနေမျိုးတွေ့ထားတယ်ပေါ့နော်ကန်တမာလက်ပြောင်းတစ်ခုကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အထို့ထိပ်ရောက်တာမျိုးတွေရှိနိုင်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရတာပြည့်စုံရတယ်ဆိုရဲခံစားချက်မျိုးရတယ်ဆိုရဲပုံစံမျိုးတွေ့ထားရပေါ့နော်ဆိုတော့ကို့အနေနဲ့ idea တစ်တွေပေါ်လာတာစိတ်ကူးစိတ်ကန်းတစ်တွေပေါ်လာတယ်ဆိုလို့ရှိရင်ထလှုပ်လိုက်စလှုပ်လိုက်ဆိုရဲပုံစံမျိုးပေါ့နော်ကို့အနေနဲ့ manifest တွေလုပ်ထားတယ်ဆိုရဲအချိန်မှာလည်းအဲ့ဒီຢာတွေကဝင်ရောက်လာဖို့ရှိတယ်အဓိကကတော့ positive thinking နေနဲ့ပဲနေပြီးဆိုတာမျိုးတွေ့ထားရပေါ့နော်ဒီဘက်မှာဒီဘက်တစ်ချက်ကကြတော့အခြေအနေနဲ့ပတ်သက်တာပေါ့နော်အခြေအနေမှာဆိုလို့ရှိရင်လေးပြားတက်တဲ့လူတွေဝင်လာနိုင်ခြေရှိတယ်အဲ့ဒါကိုတော့တတိထားဖို့လိုတယ်ပေါ့နော်ဒါပေမဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လားဆိုလို့ရှိရင်အဲ့တစ်ခုလည်းတော့မဟုတ်ဘူးတခြားဘက်မှာလည်းပေါ့နော်ဥပမာ friendship ပါညာမှာဆိုလို့ရှိရင်လေးပြားတက်တဲ့လူတွေဝင်လာနိုင်ခြေရှိတယ်အဲ့တော့ကြောင့်မို့အဲ့ဒါကိုလည်းတတိထားပေးရမယ်ပေါ့နော်ဆိုတော့ဒီကာလကကိုယ့်ရဲ့ intuition အားကောင်းနေတဲ့ကာလဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကိုယ့်အနေနဲ့ကြတော့ဘသူကလိန်လဲပြားမလဲဘသူကမကောင်းတဲ့လူလဲဆိုတာကိုခွဲခြားတတ်တဲ့အခြေအနေတစ်ခုမှရှိရဲအဲ့ဒါကိုလစ်လို့မရှုနဲ့ကိုယ့်ရဲ့ intuition ကိုလစ်လို့မရှုနဲ့ကိုယ့်ရဲ့ပြောနေတဲ့စိတ်ကိုယ့်ရဲ့ခံစားနေရတဲ့စိတ်ကိုမဟုတ်ပါဘူးဆိုပြီးတော့မနေနဲ့ပေါ့နော်ဆိုတာမျိုးကိုပြောချင်တယ်ဆိုတော့ဒါကတော့ဒီနေ့ reading လေးဖြစ်တယ် collective reading ပဲဖြစ်တဲ့အတွက်ကြောင့်မလို့energy လေး claim ပေးပါပေါ့နော်ဆိုတော့အားလုံးပဲ bye bye မှာဆိုတော့ personal reading မြင်ရှင်လို့ရှိရင် case မှာလာပြီးတော့ဝယ်လို့ရတယ်ပေါ့နော်နောက်တစ်ခုက one month package ကိုလည်းလာပြီးတော့ဝယ်လို့ရပါသေးတယ်ခုချိန်မှာဆိုတော့အားလုံးပဲ bye bye မှာ